တဲ့တခါကြီးအဲ့လိုကြီးညိုစိတ်နဲ့စောက်တည်ကျင့်သုံးလိုက်တဲ့၅ပါးသီလထက်တာလွန်မြင့်မားတဲ့ကောင်းမှုဆိုတာလည်းရှိသေးတယ်အဲ့ဒီကောင်းမှုကဘာလဲဆိုတော့မေတ္တာတရားပဲတဲ့ဘာတဲ့တော့မေတ္တာတရားမေတ္တာဆိုတာဘာလဲလို့မင်းဟောဒီပေတဲ့ကြီးအားလုံးလွယ်လွယ်ကူကူဖြေနိုင်ကြမယ်နော်ဒါပေမဲ့လူရင်းရောက်အောင်ထိထိမိမိဖြစ်အောင်တော့ဖြေတတ်ဖို့လိုလိမ့်မယ်ဟုတ်လားမေတ္တာကိုချစ်ချင်းလို့ဘာသာပြန်ကြဒါကတော်တော်ကိုမထိရောက်ဘူးမပြည့်စုံဘူးလို့ဆိုရလိမ့်မယ်ဟုတ်လားမေတ္တာဆိုတာတကယ်တမ်းကတတ္တဝါတွေရဲ့ပုံမှာချမ်းသာစေလိုတဲ့စိတ်ထားလေးထားတာကိုပြောတာတတ္တဝါတွေကိုချမ်းသာစေခြင်းနဲ့စိတ်ကလေးကိုမေတ္တာလို့ပြောတာချမ်းသာစေခြင်းနဲ့ဆိုတဲ့စိတ်ထဲမှာဘေးရန်ကင်းစေခြင်းနဲ့ဆိုတာပါပြီးသားအလုံးစုံဝငြိမ်းအေးစေခြင်းနဲ့ဆိုတာပါပြီးသားကျမ်းမာရေးကောင်းစေခြင်းနဲ့ဆိုတာပါပြီးသားဟုတ်လားဒါကြောင့်အလုံးသောတတ္တဝါတွေဘေးရန်ကင်းกว่าကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေလို့လှိုက်လိုက်လဲစိတ်ကနေတကယ်ချမ်းသာတယ်လို့တဲ့စိတ်နဲ့နောက်ရွှဆိုပွားများမယ်ဆိုရင်မေတ္တာတရားဟာမိမိရဲ့စိတ်တန်တန်မှာဖြစ်ပေါ်လာတယ်အဲဒီမေတ္တာစိတ်ဓာတ်ကိုထက်ကဖြစ်အောင်ကြိုးပမ်းအထောက်တာကိုဘာလို့တခေါ်တော့မေတ္တာပွားတယ်မေတ္တာပို့တယ်လို့ခေါ်တာဟုတ်လားကိုယ်တန်တန်မှာတတ္တဝါတွေရဲ့ပုံမှာချမ်းသာစေလိုတဲ့စိတ်ကိုထက်ဖြစ်အောင်ကြိုးပမ်းအထောက်တာကိုမေတ္တာပွားတယ်လို့ခေါ်တာဟုတ်လားအဲ့ဒီမေတ္တာတရားကဘလောက်တောင်တန်ဖိုးကြီးလဲဆိုလို့ရှိရင်ဒီတေသနာမှာမြတ်စွာဘုရားကဂန္ဓောဟနမတ္တံပိမေတ္တာစိတ်တံပါဝေရတယ်ဂန္ဓောဟနမတ္တံပိနန္တာတရှုတရှိုက်ခကာလမြမေတ္တာစိတ်တံမေတ္တာစိတ်ကိုဘာဝေရဖြစ်စေညာအံဣဒံတတော်မဟာဗလံအဲ့ဒါဟာ၅ပါးသီလကိုဖြူရှင်တန်ရှင်းအောင်စောင့်တည်ကျင့်သုံးထားတဲ့ကုသိုလ်ကောင်းမှုထက်သာလွန်တဲ့ကောင်းမှုဖြစ်တယ်အကျိုးပေးကြီးကျယ်မြတ်တဲ့ကောင်းမှုဖြစ်တယ်လို့အဲ့လိုဟောနန္တာတရှုတရှိုက်ခကာလတဲ့ဘလောက်ကြာတော့လောက်မှမကြာဘူးနော်မှုလိုက်တာဆိုရှူလိုက်တယ်ပြီးသွားပြီအဲ့ဒီလောက်အချိန်တိုလေးတွင်းမှာဖြစ်တဲ့မေတ္တာကဘုရားမှုရှိတဲ့ယဟန်တန်ကိုကြောင်းကြီးလျှောက်ပြီးတော့လှူလို့တန်းလို့ဖြစ်တဲ့ကုသိုလ်ကောင်းမှုရဲ့အထက်မှာ၃ဆင့်မြောက်နေရာမှာရှိနေတယ်နော်၂ဆင့်ကျော်ပြီးတော့၃ဆင့်မြောက်နေရာမှာရှိနေတယ်နားလည်တတ်ဖို့မလိုဘူးလားအဲ့တော့ဒီနေရာမှာတခုတော့စဉ်းစားစရာရှိတာပေါ့အရှင်ရဲ့အဲ့ဒီလောက်အချိန်တိုလေးတွင်းမှာဖြစ်တဲ့မေတ္တာကဒီလောက်ကြီးတန်ဖိုးကြီးတယ်ဆိုတာဟုတ်နိုင်မှာမလားတချို့မေးခြင်းတဲ့စိတ်မေးခြင်းတဲ့သဘောလေးတွေစိတ်ထဲမှာရှိကောင်းရှိနိုင်တယ်နော်အဲ့တော့ဒီနေရာမှာပြောစရာရှိတာကတန်ဖိုးကြီးတယ်ဆိုရင်လည်းပဲတန်ဖိုးကြီးလောက်အောင်သူကကောင်းနေလို့ပေါ့တနည်းပြောရလို့ရှိရင်လည်းပဲအဲ့ဒီကောင်းမြတ်တဲ့မေတ္တာမျိုးဖြစ်ဖို့ဆိုတာကလည်းလွယ်တဲ့ကိစ္စတော့မဟုတ်ဒီနေရာမှာဦးဇင်းတို့နန္တာတရှုတခြားအတွင်းမှာဖြစ်သွားတဲ့မေတ္တာဆိုတာကအည်အသွေးမိတဲ့အစဉ်အတန်းမြင့်တဲ့မေတ္တာမျိုးကိုရည်ရွယ်တာများသောအားဖြင့်တရားဓမ္မတို့ဦးဇင်းတို့လိုတာမန်ပုဂ္ဂိုလ်တွေရဲ့တန်ត្រမှာဖြစ်တဲ့မေတ္တာတွေကအည်အသွေးမမိတဲ့အစဉ်အတန်းမမြင့်တဲ့မေတ္တာမျိုးတွေပဲများတယ်ဘယ်လိုမေတ္တာမျိုးလဲမညာမတာပြောရမယ်ဆိုရင်လေကိုထားခြင်းတဲ့လူပေါ်မှာထားမယ်ကိုမထားခြင်းတဲ့လူပေါ်မှာမထားဘူးဆိုတဲ့မေတ္တာမျိုးတွေဒါထက်ပိုပြီးတော့တိတိကျကျပြောရမယ်ဆိုရင်ငါပေါ်မှာကောင်းတဲ့လူပေါ်မှာမေတ္တာထားမယ်ငါပေါ်မှာကောင်းတဲ့လူမေတ္တာမထားဘူးဆိုတဲ့မေတ္တာမျိုးပဲဟုတ်တယ်မဟုတ်လားပိုင်းခြားထားတယ်ပေါ့နော်လူရင်းလူစိမ့်ပိုင်းခြားထားတယ်ချစ်သူမုန်းသူပိုင်းခြားထားတယ်ငါလူသူ့လူပိုင်းခြားထားတယ်အလုံးရဲ့ပေါ်မှာဒန်းတူညီမျှမေတ္တာကိုမထားနိုင်ဘူးဟုတ်လားကိုကြည်လေမေတ္တာဘလောက်ခက်လဲဆိုတာအည်သွေးမိတဲ့မေတ္တာဘလောက်ခက်မေတ္တာမျိုးဖြစ်ဖို့ဘလောက်ခက်လဲဆိုတာကိုသိနိုင်တယ်နော်တာမန်ပဲစိတ်ကပို့နေလိုက်တယ်ဂိုင်းအလုံးချမ်းသာကြပါစေချောရှူရှူသွားနေတဲ့မေတ္တာလေးကကိုမုန်းတဲ့လူရဲ့ရှိလေရောက်ရောက်ကိုမတည့်တဲ့လူရဲ့ရှိလေရောက်ရောက်မေတ္တာကရှေ့ဆက်မသွားတော့ဘူးဟုတ်တယ်မို့လားနော်စိတ်ထဲမှာအဖုထစ်တွေဖြစ်ကုန်ပြီအမုန်းတွေကနေရာယူလာပြီစိတ်ထဲမှာမကြည်မသာဖြစ်လာပြီမေတ္တာပို့ရင်းနဲ့တော့အကုသိုလ်ဖြစ်နေတာရှိနိုင်တယ်ဟုတ်လားအဲ့လိုမျိုးမေတ္တာမျိုးကိုရည်သွေးမိတဲ့မေတ္တာလို့ဆိုနိုင်မလားမဆိုနိုင်ဘူးဒါကြောင့်ဦးဇင်းတို့ပါရမီ10ပါးဟောထားတဲ့မှာတချို့နာယူဘူးလိမ့်မယ်နော်ဘုရားလောင်းသူမိတာရှင်ရဲ့ဒီမေတ္တာနဲ့ပတ်သက်ပြီးတော့စဉ်းစားဆင်ခြင်ပုံလေးယထာပိဥဒကနာမကလျာဏီပါပကိစနေတမန်ဖရတိတိတေနပဝါဟိတိရဇောမလံယထာပိဥဒကနာမရေဆိုတာတဲ့ရေရဲ့တဘာဝကလျာဏီပါပကိစနေကောင်းတဲ့လူရဲ့ပုံမှာပဲဖြစ်ဖြစ်ဆိုးတဲ့လူရဲ့ပုံမှာပဲဖြစ်ဖြစ်ရေဟာမျက်နှာလိုက်တယ်လို့မရှိဘူးတမန်ဖရတိတေတေနတဲ့ချိုးလိုက်မယ်ဆိုရင်တော့တူညီစွာအေးချမ်းစေလိမ့်မယ်ပဝါဟိတိရဇောမလံဆေးကြောမယ်ဆိုရင်တော့အညစ်အကြေးကိုတူညီစွာတန်ရှင်းစေလိမ့်မယ်ရေမှာမျက်နှာလိုက်တဲ့သဘောနည်းနည်းမှမရှိဘူးသူတော်ကောင်းပဲတောက်သူယုံမှာပဲတောက်အစာကတော့အတူတူပြေကြမှာပဲဟုတ်လားအဲ့ဒါလိုပဲတဲ့ကိုယ့်ရဲ့အပေါ်မှာအကျိုးလိုလာတဲ့ပုံကိုယ်ရဲ့အပေါ်မှာပဲဖြစ်ဖြစ်
ကိုယ့်အပေါ်မှာအကျိုးမလိုလားကြတဲ့ပုဂ္ဂိုလ်တွေရဲ့ပုံမှာပဲဖြစ်ဖြစ်မေတ္တာတရားကိုညီမျှစွာထားနိုင်ရမယ်အဲ့လိုကျင့်သုံးမယ်ဆိုရင်သင်ဟာတပ္ပယုတ္တဉာဏ်ကိုရလို့ဘုရားရှင်စီဧကံဖြစ်လိမ့်မယ်လို့သူကိုယ်သူဆုံးမတာရှိတယ်ဟုတ်လားဒါကြောင့်အည်သွေးမိတဲ့မေတ္တာစင်တတ်မြင့်တဲ့မေတ္တာဆိုတာဘယ်လိုမေတ္တာမျိုးလဲလို့မေးရင်ရေနဲ့တူတဲ့မေတ္တာမျိုးပေါ့လွယ်ပါမလားစိတ်ထဲမှာဖြစ်ဖို့မလွယ်ဘူးနော်ဘက်လိုက်တဲ့မေတ္တာမျိုးတွေပဲအဖြစ်များမှာဟုတ်လားဘုံတဲ့လူတွေမတည့်တဲ့လူတွေကိုနဲ့သဘောထားမတိုက်ဆိုင်တဲ့လူတွေကိုယ်စိတ်တိုင်းမကြတဲ့လူတွေရဲ့ပုံမှာကျတော့မေတ္တာကဖြစ်ဖို့အလုံးကိုခက်တာကိုတွေ့ရတယ်ဒါကအချင်းယူပြီးတော့တရားတရားထက်ထက်တန်တန်လုံလဝရိယကြီးကြီးမားမားနဲ့လေ့ကျင့်မှုကြိုးစားအထောက်မှုရှိမှအစဉ်အတန်းမှီတဲ့အည်သွေးမြင့်တဲ့မေတ္တာဆိုတာဖြစ်တာအများစုကတော့လွယ်လားမလွယ်လားဆိုတာကိုမသိပါဘူး။ဘာလို့ဆိုမေတ္တာကိုလုံးမမကြည့်ပဲကွာ။ဟုတ်လား။မေတ္တာပို့လဲတချို့ဝိကြည်တန်းကြီးပဲတန်ပေါက်ရွတ်တယ်လို့ရွတ်သွားတာစိတ်ကတောင်ရောက်မြောက်ရောက်နေဟုတ်လား။တချို့ဆိုလို့ရှိရင်နားထောင်ကောင်းဖို့အဓိကထားပြီးတော့ရွတ်တာလည်းရှိသေးတယ်။အဓိကပါလဲစိတ်ထဲကချမ်းသာစေလိုတဲ့စိတ်တက်ကလေးလှိုက်လေလှဲလဲဖြစ်သွားဖို့ကအဓိကဟုတ်လား။ဒါကြောင့်နားလည်ဖို့လိုတယ်နော်။အဲ့လိုအည်သွေးမှီတဲ့မေတ္တာမျိုးသာဖြစ်ခဲ့မယ်ဆိုရင်တဲ့ဘယ်လောက်ထိပြောတာတော့နန္တာတရှုတရှိုက်ခန့်ကာလမျှပင်ဖြစ်ပါစေဒီမေတ္တာဟာဘုရားမှုရှိတဲ့ယဟန်တန်ခါကိုကြောင်းဆောက်လှူရတဲ့ကုသိုလ်ကောင်းမှုရဲ့အထက်မှာနော်သုံးစင်းမြောက်မြင့်မားတဲ့နေရာမှာရှိနေတဲ့ကောင်းမှုမျိုးဖြစ်နေတယ်